ဒီကနေ့မနက်ပိုင်းကမြို့နယ်မိသက်ဦးစီးဌာနကမိဘလုံခြုံရေးစစ်ဆေးခြင်းနဲ့အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ပါတယ်။အဲဒီလိုဆောင်ရွက်ရမှာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်ဝင်းနဲ့အဖွဲ့ဝင်များမြို့နယ်စီမံတရားရေးဖွဲ့မှမှုဆောင်အရာရှိဦးကျော်စွာလင်းနဲ့ဝန်ထမ်းများမြို့နယ်စီမံကိန်းဦးစီးမှုနဲ့ဝန်ထမ်းများမြို့နယ်ဥပဒေအရာရှိနဲ့ဝန်ထမ်းများမြို့မရဲစခန်းမှုနဲ့တပ်ဖွဲ့ဝင်များမြို့နယ်လျှက်စစ်အင်ဂျင်နီယာဝန်ထမ်းများမြို့နယ်မိသက်ဦးစီးမှုဦးမောင်မောင်ဦးဆောင်၍တန်တီအရန်မိသက်တပ်ဖွဲ့ဝင်များမြို့နယ်မြေစင်းဦးစီးဌာနမှဝန်ထမ်းများမြို့မိဘေးလုံခြုံရေးအဖွဲ့ဝင်များနဲ့မြို့နယ်ဈေးကော်မတီအဖွဲ့ဝင်များဖြင့်မိဘေးလုံခြုံရေးစစ်ဆေးခြင်းမိဘေးကြိုတင်ကာကွယ်ရေးစီမံထားရှိမှုများအားစစ်ဆေးခြင်းပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနရဲ့အရေးပေါ်တယ်လီဖုန်းနံပါတ်ပါကြော်ညာဆောင်ရွက်များအားကတ်ထားခြင်းမိဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီးမြို့နယ်တွင်းရှိဈေးများမိဘေးလုံခြုံရေးစစ်ဆေးခြင်းကိုဆက်လက်ဆောင်ရွက်ပါတယ်။ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနမှသာသနိကစာအုပ်များဘာသာရေးဆိုင်ရာစာအုပ်များ73စီရောင်ဆိုင်များစီးများစာသင်ကျောင်းများစက်ရုံလုံယုံများဌာနဆိုင်ရာများတဲခုကန်များဓာတ်မြေဩဇာရောင်ဆိုင်များစားတောက်ဆိုင်များလူနေအိမ်များကိုတရင်စင်းတိုင်တက်မိဘေးလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်ဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါ